အားလုံးပဲမင်္ဂလာပါခင်ဗျာအားလုံးပဲမင်္ဂလာပါခင်ဗျာ ID လူစွာမှကြိုဆိုပါရစေဒီကဗွီဒီယိုလေးမှာကျွန်တော်မျှဝေပေးမှာက VK အကောက်ဖွင့်တဲ့နည်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ခုကျွန်တော်ပြပေးထားတဲ့ VK software လေးမရှိသေးဘူးဆိုရင် Play Store ကနေပြီးတော့ download လိုက်ပါဒီက VK ကဘာတွေအသုံးဝင်လဲဆိုတော့ခု Mobile Legends ကစားတဲ့ player တွေဆိုလို့ရှိရင်ကိုယ့်ရဲ့ Mobile Legends account နဲ့ဒီက VK နဲ့ join လို့ရပါတယ်ချိတ်လို့ရပါတယ်အားလေးကိုလည်းကျွန်တော်နောက်ဗီဒီယိုမှာတင်ပေးမှာဖြစ်ပါတယ်ပြီးတော့ဒီက VK ထဲမှာကျွန်တော်တို့ဒီလူကြီးကြိုက်စကားတွေကိုလည်းဒီစကားအစုံကြည့်လို့ရမှာပဲဖြစ်ပါတယ်ကိုကအဲ့လိုတွေညဉ့်ညမ်းကားတွေကိုကမကြည့်ဘူးဆိုလို့ရှိရင်တော့မှဒီ social သုံးမယ်ဆိုလို့ရှိရင်ကိုရဲ့ဒီ friend အနေနဲ့ဒီအခြားနိုင်ငံခြားတငယ်ချင်းတွေနဲ့စာပို့စကားပြောလို့လည်းရပါတယ်ဒါကတော့ကိုကြိုက်ရသုံးမှာအဲ့ဒီအရဲ့ဒီလုပ်လို့ရတဲ့အရာတွေကိုကျွန်တော်ကရှင်းပြပေးခြင်းပဲဖြစ်ပါတယ်โอเคအားဆိုရင်ကျွန်တော်ဒီ VK အကောက်ဖွင့်တဲ့နည်းလေးကိုဆက်ပါမယ်အားဆိုရင်အရင်ဆုံးအနေနဲ့ software တွေကိုဝင်လိုက်ပါမယ်software တွေကိုရောက်ပြီဆိုရင်ဒီလိုပေါ်မှာပဲဖြစ်ပါတယ်အရင်ဆုံးအနေနဲ့ကျွန်တော်တို့ဒီက software app ကို permission ပေးရမှာပဲဖြစ်ပါတယ်အားဆိုလို့ရှိရင်အခုကျွန်တော်ပြပေးထားတဲ့ allow ကိုနှိပ်လိုက်ပါ allow ကိုပဲဆက်နှိပ်ပါပြီးတော့ကျွန်တော်တို့ကအကောက်ဖွင့်မှာဖြစ်တဲ့အတွက်ဒီအခုကျွန်တော်ပြပေးထားတဲ့ဒီအောက်နားလေးက sign up ဆိုတဲ့ဟာကိုနှိပ်ရမှာပဲဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ဒီမှာကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ထည့်ပေးရမှာပဲဖြစ်ပါတယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့ဖုန်းနံပါတ်လေးရိုက်ထည့်လိုက်ပါမယ်အဲ့လိုလေးဖုန်းနံပါတ်လေးရိုက်ပြီးသွားပြီဆိုတော့ကြတော့အခုကျွန်တော်ပြပေးထားတဲ့ဒီအပြာရောင်လေးနဲ့ continue ဆိုတာကိုနှိပ်ရမှာပဲဖြစ်ပါတယ်အဲ့ဒါလေးကိုနှိပ်လိုက်ပါမယ်ပြီးတော့အခုကျွန်တော်ပြပေးထားတဲ့ဒီအပြာလေးနဲ့ continue ကိုပဲဆက်နှိပ်ပါအလောင်းကိုနှိပ်ပါဆက်နှိပ်ပါအဲ့ဒါဆိုရင်ကုတ်ကလေးကိုခဏစောင့်ပေးလိုက်ပါကျွန်တော်တို့ရဲ့ဖုန်းနံပါတ်ကိုကုတ်ကလေးပို့လာပါလိမ့်မယ်သူကကုတ်တန်းမချပေးပဲနဲ့အခုလိုမျိုးဖုန်းခေါ်လာပဲဖြစ်ပါတယ်အဲ့ဒါကုတ်ကြလာမလားလို့ခဏလေးစောင့်လိုက်ပါဩသူကဖုန်းခေါ်ပြီးသွားတော့ကုတ်မချပြီးတော့ပဲနဲ့တန်းပြီးတော့ဒီဝင်သွားတာပဲဖြစ်ပါတယ်အဲ့ဆိုရင်ဒီ information about you ဆိုတဲ့ဟာကဒီကျွန်တော်တို့ရဲ့အကြောင်းအရာအချက်အလက်တွေကိုဒီမှာဖြည့်ရမှာပဲဖြစ်ပါတယ်ကျွန်တော်ကတော့အခုကျွန်တော်ရဲ့ဒီ channel နာမည်လေးဖြစ်တဲ့ ID လူစွာဆိုတာကိုကျွန်တော်ဒီကထဲမှာထည့်လိုက်ပါမယ်โอเคအဲ့လိုလေး ID လူစွာဆိုတာကိုကျွန်တော်ဖြည့်ပြီးသွားတော့နာမည်ထည့်ပြီးသွားပြီဆိုတော့ဒီအောက်က under your birthday ဆိုတဲ့ဟာကဒီကျွန်တော်တို့ရဲ့မွေးနေ့တက္ကသိုလ်ထည့်ပြရမှာပဲဖြစ်ပါတယ်ဒီနာမည်ထည့်တဲ့နေရာမှာအဲ့လိုအပေါ်အောက်ထည့်ပြရတာပဲဖြစ်ပါတယ်เนาะโอเคအားဆိုလို့ရှိရင်ဒီ birthday နေရာမှာကျွန်တော်တို့ထည့်လိုက်ပါမယ်ဟောsorryအဲ့လိုလေးဗရီးနေရာမှာထည့်ပြီးသွားပြီဆိုတော့ဒီအောက်က select a gender ဆိုတဲ့နေရာကဒီကျွန်တော်တို့ယောက်ျားလေးလားမိန်းကလေးလားဆိုတာရွေးရမှာပါအဲ့ဒါကိုဆက်နှိပ်ပါမယ်ဒီမိန်းကလေးဆိုရင်အောက်က female ကိုရွေးပါယောက်ျားလေးဆိုရင်အပေါ်က male ကိုရွေးပါကျွန်တော်ကတော့ယောက်ျားလေးဖြစ်တဲ့အတွက်အပေါ်က male ကိုရွေးလိုက်ပါမယ် sorry ပါကျွန်တော်အတန်လေးနည်းနည်းဝင်နေလို့ပါဒီမှာအလုပ်ထဲမှာနည်းနည်းလေးအဲ့လိုအော်ရတာပြူရတာလေးရှိတော့အတန်လေးကနာနေလို့ပါပြီးခံပြီးတော့နားထောင်ပြီးကြပါအဲ့ဒါဆိုရင်ဒီအောက်ကကျွန်တော်ပြပေးထားတဲ့ continue ကိုဆက်နှိပ်ပါမယ်ဒီ enter password ဆိုတဲ့နေရာမှာကျွန်တော်တို့ထည့်ခြင်းတဲ့ password ကိုထည့်လိုက်ပါမယ်ဒီအောက်က confirm password ဆိုတာကအစမှဒီ enter password ဆိုတဲ့နေရာမှာထည့်လိုက်တဲ့ password ကိုပဲပြန်ထည့်ပေးပါ
ပြီးတော့ continue ကိုဆက်နှိပ်ပါမယ် okay အဲ့ဆိုရင်အကောက်ကလေးပွင့်သွားပြီလို့ဒီမှာ message ကြလာပါတယ်ကျွန်တော်ဖုန်းက line လေးနည်းနည်းညံ့နေလို့တန်းပြီးတော့ဆက်မသွားခြင်းဖြစ်ပါတယ်ဒီက Sashi Quintet ဆိုတဲ့ဟာကိုနှိပ်မယ်ဆိုရင်ကျွန်တော်တို့ဒီဖုန်းနံပါတ်နဲ့ချိတ်ထားတဲ့တငယ်ချင်းတွေဒီမှာတန်းပြီးတော့ပေါ်မှာပဲဖြစ်ပါတယ်ကျွန်တော်အဲ့ကြောင့်မလို့ဒီ Sashi Quintet ဆိုတဲ့ဟာမနှိပ်ပါဘူးအပေါ်ကကျွန်တော်ပြပေးထားတဲ့ skin နဲ့ကြော်လိုက်ပါမယ်ပြီးတော့ဒီမှာ up front နဲ့ skin နဲ့နှစ်ခုပေါ်လာပါတယ်ကျွန်တော် skin နဲ့ပဲဆက်ကြော်လိုက်ပါမယ်ဒီနေရာမှာကျွန်တော်တို့ဘာအကြောင်းအရာနဲ့သုံးပါလဲပေါ့ဘာအကြောင်းအရာအတွက်ဒီအကောက်ကိုဖွင့်လာလဲဆိုတာရွေးပေးရမှာပဲဖြစ်ပါတယ်ကျွန်တော်တို့က game နဲ့ပတ်သက်တာဆိုရင် game ကိုရွေးလိုက်ပါ music နဲ့ပတ်သက်တာဆိုရင်ဒီမဲ့တချင်း music ကိုရွေးလိုက်ပါ video နဲ့ပတ်သက်တာဆိုရင် video ကိုရွေးလိုက်ပါကျွန်တော်က video နဲ့ပတ်သက်တာဖြစ်တဲ့အတွက် movie ဆိုတာကိုရွေးလိုက်ပါမယ်ပြီးတော့ continue ကိုဆက်နှိပ်ပါမယ် okay အဲ့ဆိုရင်ကျွန်တော်တို့ရဲ့ VK အကောက်လေးပွင့်သွားပြီပဲဖြစ်ပါတယ်ဒီလိုလေးပွင့်သွားပြီဆိုရင်ဒီမှာလဲကြည့်လို့ရတယ်လို့ကျွန်တော်တို့ဒီကျွန်တော်ပြပေးထားတဲ့ home ဆိုတဲ့ဒီကင်မရာပုံလေးနဲ့ဟာလေးကိုတစ်ချက်နှိပ်ပြီးတော့ကျွန်တော်တို့ရဲ့ information အချက်လက်တွေကိုပြန်ပြင်ခြင်းနဲ့ဆိုလို့ရှိရင်လည်းပြင်လို့ရပါတယ် okay အားဆိုရင်ဒီကဗီဒီယိုလေးကတော့ဒီလောက်ပါပဲအားလုံးပဲအဆင်ပြေကြလိမ့်မယ်လို့မျှော်လင့်ပါတယ်နောက်ဗီဒီယိုမှာပြန်လည်ဆုံတွေ့ကြပါမယ်အားလုံးပဲဘိုင်ဘိုင်ပါ